皆さん、おはようございます。ဒီနေ့လေ့လာမယ့် N3 ကိုကြီးကတော့ဓာတ်ရီကိုရှုကနေပြီးတော့ဖုစုကမယ်အိုင်ဆာဆိုရှိမရှောတဲ့နှုတ်ဆက်စကားကြီးပြောကြရအောင်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်နော်ဒီနေ့ကတော့အရင်နေ့ကနဲ့မတူဘဲနဲ့ခိုင်ဝဆိုတဲ့စကားပြောလေးတွေကနေပြီးတော့မှ N3 လေပဲခုထိုးပါအသစ်လေးတွေကိုလေ့လာမှာပဲဖြစ်ပါတယ်ခိုင်ဝတဲ့ အိုဘဝဲမရှောတဲ့စကားပြောကြီးတွေကနေပြီးတော့လေ့လာကြည့်ကြရအောင်မှတ်ကြရအောင်ပါတဲ့နော်ပြီးလို့ရှိရင်ဘယ်နိုင်ငံကပါလဲလို့မေးချင်お国はどちらですかお国はどちらですかဘယ်နိုင်ငံကပါလဲပေါ့နော်မွေးဖွားရာနေရာကဘယ်ကလဲလို့မေးချင်ရင်ကြတော့お生まれはどちらですかお生まれはどちらですかမွေးဖွားရာနေရာကဘယ်ကလဲပေါ့မွေးဖွားရာဇာတိကဘယ်ကလဲလို့မေးချင်ရင်ခါကြတော့どちらのご出身ですかこちらのご出身ですかご出身လို့ခေါ်ပါတယ်မွေးရဲ့ဇာတိပါမွေးရဲ့ဇာတိကဘယ်ကလဲလို့မေးတဲ့ A ကနေအဲ့တော့ B ကနေပြန်ပြောမယ် Igrisu Shushin des Igrisu Shushin des UK ကလာတာပါဒါမှမဟုတ်ရင်ဇာတိကတော့ UK ကပါဆိုပြီးတော့ပြန်ပြောလို့ရပါတယ်နောက်ထပ်ဘယ်မှာနေထိုင်တာလဲအခုလက်ရှိဘယ်မှာနေထိုင်နေရလဲလို့မေးချင်တယ်お住まいはどちらですかお住まいはどちらですかပေါ့နော်ဘယ်မှာနေထိုင်တာပါလဲဆိုပြီးမေးလိုက်ပါတယ်ပြီးရင်ဒီနားလေးမှာပဲနေတာပါဆိုရင်この近くですこの近くですဒီနားလေးမှာပဲနေတာပါဆိုပြီးပြောမယ်ပြီးရင်တနေ့ကပေါ့နော်တနေ့အတွက်ကျေးဇူးတင်ပါတယ်အဲ့ကလူကကြတော့ဒီပေါ့သူနဲ့တွေ့ခဲ့တဲ့အဲ့တနေ့ကလွန်ခဲ့တဲ့နေ့ကသူ့တခုကူညီပေးခဲ့တဲ့အတွက်အဲ့ဒီနေရာအတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်တဲ့အခါမှာတော့ဆန်ဂျီဆိုကありがとうございますဆန်ဂျီဆိုကありがとうございますဒီနေ့ကအတွက်ကျေးဇူးတင်ပါတယ်လို့ပြောတာပေါ့နော်ပြီးတဲ့ခါကျတော့အဲ့မှာတစ်ဖက်ကနေဘယ်လိုပြန်ပြောမလဲကိစ္စမရှိပါဘူးရပါတယ်လို့ပြန်ပြောချင်တယ်とんでもないですとんでもないですこちらこそဆိုတာကဒီဘက်ကလည်းပဲကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောတာပါကျေးဇူးပြု၍ဝင်လာပေးပါどうぞお上がりくださいどうぞお上がりくださいကျေးဇူးပြု၍ဝင်လာပေးပါပေါ့အဲ့ခါမှာဝင်လာတဲ့သူကအနောက်ရှက်ပေးမိပါပြီဆိုရင်お邪魔しますお邪魔しますပေါ့နော်ဒီမှာထိုင်ဆောင်ပေးပါအောင်ဆိုလို့ရှိရင်こちらでおかけになってお待ちくださいこちらでおかけになってお待ちくださいဒီမှာထိုင်ဆောင်ပေးပါအောင်ဆိုပြီးပြောတာပါအဲ့ပြီးရင်ယူနွေးယူလာပေးပါမယ်ပေါ့နော်こちらでおかけになってお待ちくださいお茶をお持ちしますယူနွေးယူလာပေးပါမယ်お茶をお持ちしますယူနွေးယူလာပေးပါမယ်လို့ပြောတာပေါ့နော်အဲ့ခါမှာဂိမ်းဆိုင်ပါနဲ့ရပါတယ်လို့ကိုယ်ကနေပြန်ပြောချင်တယ်どうぞお構いなくどうぞお構いなくဂိမ်းမဆိုင်ပါနဲ့ရပါတယ်ဆိုပြီးပြန်ပြောတာပေါ့နော်ပြီးရင်ကျေးဇူးပြုပြီးတော့တောင်းဆောင်ပေးပါကျေးဇူးပြုပြီးတော့တောင်းဆောင်ပါအောင်ဆိုလို့ရှိရင်どうぞお召し上がりくださいどうぞお召し上がりくださいဒါဆိုရင်အာမနာပဲစားပါတော့မယ်ပေါ့ပြန်ပြောမယ်では遠慮なくいただきますでは遠慮なくいただきますဒါဆိုရင်အာမနာပဲစားပါတော့မယ်နောက်ထပ်ကျတော့ကိုယ်နဲ့မတွေ့ရကြပြီဖြစ်တဲ့တငယ်ချင်းတွေကိုသူတွေကိုဘယ်လိုနှုတ်ဆက်မလဲဆိုလို့ရှိရင်မတွေ့ရကြပြီကျမပါရဲ့လားလို့ပြောချင်တယ်ဆိုရင်ご無沙汰していますお元気でいらっしゃいますかပေါ့နော်ご無沙汰していますお元気でいらっしゃいますかမတွေ့ရကြပြီကျမပါရဲ့လားပေါ့နော်ご無沙汰していますမင်းရဲ့ကျေးဇူးကြောင့်နေကောင်းပါတယ်ဆိုလို့ရှိရင်おかげさまですおかげさまですပေါ့နောက်ထပ်ကျတော့田中さんရဲ့ခင်မွန်းဆုံးသွားပြီလို့ကြားရတယ်ပေါ့နော်ခင်မွန်းကご主人ပါ田中さんのご主人亡くならそうですよ田中さんのご主人亡くならそうですよ田中さんရဲ့ခင်မွန်းဆုံးသွားပြီလို့ကြားရတယ်ရောဆိုပြီးပြောလိုက်တယ်အဲ့ခါမှာဟုတ်လားစိတ်မကောင်းစရာပဲနော်ဆိုရင်そうですか沖縄どこにそうですか沖縄どこにဆိုဟုတ်လားစိတ်မကောင်းစရာပဲနော်ဆိုပြီးတော့ပြောလိုက်တာပါနောက်ပြီးရင်တွေ့ဆုံဖို့ကိုပျော်ရွှင်စွာနဲ့စောင့်မျှော်နေပါမယ်။မင်းနဲ့တွေ့ဆုံရဖို့အတွက်ပျော်ရွှင်စွာစောင့်မျှော်နေပါမယ်ဆိုလို့ရှိရင်お目にかかるのを楽しみにしています။お目にかかるのを楽しみにしています။တွေ့ဆုံဖို့ကိုပျော်ရွှင်စွာနဲ့စောင့်မျှော်နေပါမယ်ဆိုပြီးတော့ပြောရပါတယ်။နောက်ထပ်ရုံးမှာပေါ့နော်ရှာရင်ဆိုတဲ့ကုမ္ပဏီဝန်ထမ်းကနေပူချော်ကိုယ့်ရဲ့ဌာနမှုကိုနှုတ်ဆက်တဲ့အခါမှာပြန်ကန်နေရင်ဘယ်လိုနှုတ်ဆက်မလဲ။ရှာရင်ကုမ္ပဏီဝန်ထမ်းကနေပြီးတော့အရင်ခွင့်ပြုပါအောင်お先に失礼しますお先に失礼しますအရင်ခွင့်ပြုပါအောင်အဲ့ခါမှာပူချောကကိုယ်ကိုဘယ်လိုပြန်ပြောမလဲご苦労様ご苦労様ご苦労様お疲れ様お疲れ様ဘ
ပင်ပန်းသွားပါပြီပေါ့နော်ကိုကူတို့ဆာမနောက်ပြီးရင်ဘူချောကနေပြီးတော့ကိုယ့်ရဲ့လက်အောက်ငယ်သားရှာအင်းကိုဌာနမွားနေပြီးကိုယ့်ရဲ့လက်အောက်ဝန်ထမ်းကိုပြောချင်ကြတော့အရင်ခွင့်ပြုပါဆိုရင်အိုစာခိနိပေါ့နော်အဲ့ဆိုရင်ရှာအင်းကကြတော့ဘယ်လိုပြောမလဲပင်ပန်းသွားပါပြီဆိုရင်お疲れ様でしたお疲れ様でしたじゃあ皆さんのレベルお疲れ様でしたじゃあまたビデオに会いましょうね今日も良い一日をまたね